အားလုံးပဲမင်္ဂလာပါခင်ဗျာစိုးခိုက်ချဲတော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့လေ region တစ်ဖက်ပြင်မဲ့ခေါင်းစဉ်လေးကတော့လူမှုရေးတွေရောစီးပွားရေးတွေရောပညာရေးတွေရောဘောနော်ဘယ်လိုပြောမလို့တခုခုပဲဘောနော်ပြောချင်တယ်တီးတန့်ရေးရလို့မဟုတ်ဘဲနဲ့ဒီကတ်တွေကိုကြည့်ပြီးတော့မှဒီ universe ကဒီအဆောင်ရှောက် guidance ကနေပြီးတော့ပေးချင်တယ်ဘာပေးချင်လဲဆိုတော့အကြောင်းအရာကိုအဓိကထားပြီးတော့ဒီ reading လေးကိုလုပ်ပေးမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အချို့လူတွေကလည်းပဲဒီစီးပွားရေးအကြောင်းသိချင်တယ်အချို့လူတွေကြလည်းအလုပ်ကန်အကြောင်းသိချင်တယ်အချို့ကလည်းအချစ်အချို့ကလည်းအိမ်တော်ရေးစသဖြင့်အမျိုးမျိုးရှိကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့မှာဒီ energy လေးလည်းကောင်းနေတယ်အဲ့ဘာဖြစ်လဲဆိုတော့လေဒီလိုမျိုး general reading လေးဖတ်ပေးခြင်းနဲ့စိတ်လေးဖြစ်နေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနေ့ကတော့ကျွန်တော်ဒီကတ်တွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့ဒီ intuition အရာခံစားလာတဲ့အချက်တွေကိုဟောကိန်းလေးထုတ်ပေးမယ်ပေါ့နော်အဲ့ဒီတော့ထုံးစံတိုင်းပဲကတ်ကလေးတွေကိုအာရုံပြုပေးပါကတ်ကလေးတွေကိုအာရုံပြုပေးပါဒီနေ့အခုကြည့်နေတဲ့ဗီဒီယိုပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေအတွက်ဘာပြောချင်လဲ guidance အနေနဲ့ဘာတွေပေးချင်လဲအချက်လောက်လမ်းပြပေးပါကူညီပေးပါစောင့်ရှောက်ပေးပါမှန်တဲ့ဟောချက်တွေနဲ့စောင့်ရှောက်ကူညီပေးပါအခုကြည့်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဘာတွေပေးချင်လဲဘာတွေပြောချင်လဲကျွန်တော်သုံးကတ်ဆက်ပေးမယ်ပေါ့နော်ဟုတ်ပြီအခုဒီ reading လေးကိုကြည့်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဘာတွေပြောချင်လဲဘာတွေပေးချင်လဲ message ဘာပေးချင်လဲချက်လေးအသက်ဝဝရှူပြီးတော့ဒီ reading လေးကိုအာရုံစိုက်ပေးပါပေါ့နော်ဟုတ်ပြီကျွန်တော်စပြီးတော့ reading လေးကိုဖတ်ပြပါမယ်ပေါ့နော်โอเคအခုဒီ reading လေးကိုကြည့်နေတဲ့သူတွေကလေmotivation အရန်လိုနေရလို့ခံစားရတယ်ပေါ့နော် motivation အရန်လိုရလို့ခံစားရတယ်လက်ရှိဒီ reading လေးကိုကြည့်နေတဲ့သူတွေကလေညဘက်တွေရောကောင်းကောင်းအိပ်ပျော်ကြရလားညဘက်တွေမှာဒီအများအတွေးများပြီးတော့အိပ်မပျော်ဖြစ်နေရလို့တွေ့ရတယ်အရန်စိုးရင်စိတ်တွေများနေကြတယ်ဟုတ်လားမသိဘူးเนาะအရန်ငိုမှလေစိတ်ဖိစီးမှုတွေစိုးရိမ်စိတ်တွေကြောက်ရွံ့စိတ်တွေအစဉ်ပြေမှပြေပါမလားဆိုတဲ့ဒီ sorry ဒီစိတ်ခံစားချက်တွေအများများပြီးညဘက်တွေကိုတော်တော်နဲ့အိမ်မပျော်နိုင်မှုဖြစ်နေကြတဲ့သူတွေများကြောင်းကိုပြနေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကလေအခုချိန်မှာလေသုံးသက်ချက်တစ်ခုကိုချဖို့အတွက်ကိုလေတွေးဝေနေတယ်စဉ်းစားနေတယ်အခုကိုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရှိမှာပေါ့နော်ကိုဘာလုပ်ဖို့လုပ်စရာတစ်ခုရှိနေမယ်အခြေရေးလားအိမ်အောင်ရေးလားစီးပွားရေးလားအလုပ်အကင်လားအဲ့ဒီမှာလေကိုမှရွေးချယ်စရာနှစ်ခုဖြစ်နေလိမ့်မယ်ရွေးချယ်စရာနှစ်ခုအဲ့တော့အခုအချိန်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့အချိန်ကစပြီးတော့တစ်ခုကိုပြက်သားသားနဲ့ရွေးချယ်လိုက်ပါရဲတင်းတင်းလေးနဲ့ရွေးချယ်လိုက်ပါကန်တရားကလေအခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဒီဘက်မှာရှိနေတယ်ဥမာအခြေနဲ့ပတ်သက်ပြီးတော့ပြောမလားတွက်ချလိုက်အလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်မလားကိုတွေးထားတဲ့ idea ကိုတွေးထားတဲ့အတွေးခေါ်ကိုတွေးထားတဲ့ဒီကိုယ့်ရဲ့တည်ထွင်မှုတွေကိုအကောင့်ထဲပေါ်မလားဒီချိန်ကလေအကောင့်ထဲဖို့အကောင်းဆုံးအချိန်ဖြစ်ကြောင်းပြနေတယ်ပေါ့နော်မကြမီမှာသင်အနေနဲ့လေဒီလိုမျိုးညဘက်တွေကိုအေးပြက်တာတွေးပူနေတာစိုးရင်စိတ်တွေဖြစ်နေတာဘာလို့လေနည်းနည်းအဲ့လိုမျိုးလေတွေးဝေနေတဲ့စိတ်တွေကိုခဏမေ့ထားလိုက်ဖြောက်လိုက်ပြီးတော့မှကိုမျှော်လင့်ထားတဲ့ကိုကြံစီထားတဲ့ဥမာအလုပ်ငန်းမှာဆိုလဲကိုယ့်ရဲ့ project ဥမာငွေရဖို့အတွက်အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်းကိုစဉ်းစားထားတဲ့လုပ်ဆောင်ဒီစဉ်းစားထားတဲ့အကြံစီကိုလေချက်ချင်းအကောင့်ထဲပေါ်လိုက်တော့ဒီမှာလေသွန်းဆုပ်မနေနဲ့မကြခင်မှာလေကို့အတွက်အောင်မြင်မှုရလာလိမ့်မယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းကို့မှာလေကိုလိုချင်တဲ့ပမာဏကို့အတွက်ထိုက်တန်တဲ့ငွေကြီးပမာဏတစ်ခုမကြခင်မှာကို့ရဲ့လက်ဝယ်အတွင်းကိုရောက်ရှိလာပါလိမ့်မယ်ရဲတင်းတင်းတာကို့ခုစဉ်းစားထားတဲ့အစီအစဉ်တွေ plan တွေချက်ချင်းအကောင့်ထဲပေါ်လိုက်ဖို့ဒီ reading လေးကပြနေပါတယ်ကဲအဲ့တော့အားလုံးပဲ energy ကြိုက်ကြပါစေဒီ reading လေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုအမြန်ဆုံးအကောင့်ထဲပေါ်ခြင်းအပြင်ကိုလိုချင်တဲ့စုလက်ကိုလိုချင်တဲ့ငွေကြေးကိုလိုချင်တဲ့အလုပ်အကိုင်စသဖြင့်ပေါ့နော်အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နောက် video နေ့မှာပြန်တွေ့မယ်နော်အခုဒီ video နဲ့ပတ်သက်ပြီးတော့ကိုနဲ့ energy ခိုက်တယ်ဆိုရင်လည်းပဲ energy claim ဆိုပြီးရေးပေးခဲ့ပါသိချင်တဲ့ချက်တွေကိုလည်းပဲ
comment လေးမှာရေးပေးခဲ့ပါဒီ page လေးကိုလည်းပဲ follow လုပ်ခဲ့ဖို့ကိုမမေ့ပါနဲ့เนาะကဲအားလုံးပဲကျမ်းမာချမ်းသာကြပါစေ